ညနေခင်းတစ်ခုကလေးလေးစောက်စားနေတဲ့အချိန်မှာမိုးရီအုံလာလို့လူကြီးတွေကအိမ်ထဲကိုအမြန်ဝင်အောင်ဒီဝါကြီးလာနေပြီးအိမ်ထဲကိုဝင်ကြတော့လို့ပြောဆိုပါတယ်အဲ့ဒီချိန်မှာပဲနွားကိုဖမ်းဖို့စောင့်နေတဲ့ကြားဟာဒီဝါကြီးဆိုတာဘာကောင်းကြီးလဲဆိုတာသိကျင်သွားပါတယ်နွားကိုဖမ်းဖို့စောင့်နေတဲ့နောက်တစ်ယောက်ရှိပါသေးတယ်ဒါကတော့တခိုးလေးမောင်စောဖြစ်ပါတယ်အဲ့ဒီနောက်မောင်စောကကြားယူနွားမနဲ့ကောက်ခွာပြီးစီးပြီးပြေးကြပါတော့တယ်ကြားကြီးကလည်းဟာငါပေါ်မှာတော့ဒီဝါကြီးလိုက်လာပြီလို့တွေးထင်သွားပါတယ်မောင်စောဟာသူစီးလာတာကြားမှန်းသိတဲ့အချိန်မှာတော့တစ်ပင်ပေါ်မှာခိုးဆွဲပြီးနေခဲ့ပါတော့တယ်အဲ့ဒီနောက်မောင်ကြားကြီးကမြောက်နဲ့တွေ့ပြီးတော့ဟာငါတော့ဒီဝါကြီးနဲ့တွေ့ခဲ့တယ်လို့ပြောပါတယ်အဲ့ဒီအချိန်မှာတခိုးကတော့ကြားကြိုက်မှဆိုလို့တစ်ခေါင်းထဲကိုဝင်ပြီးတော့ပုံနေတာပေါ့အဲ့ဒီချိန်မှာကိုရွှေမြောက်ကလည်းဒီရောမြင်မှုချင်းသိနေတစ်ခေါင်းတန်းကိုသွားကြည့်တဲ့အခါမှာတော့ကိုတခိုးဟာအမိဆွဲပြီးဒုံနဲ့ထိုးလွှတ်လိုက်ပါတယ်အဲ့တော့ကိုရွှေမြောက်ကဒီရောမဟုတ်ဘူးဗျာမိဆွဲတော့ထို